ဖတ်ရှုနားဆင်တစ်နှစ်တာနှုတ်ကပတ်သမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနားဆင်ရမယ့်နှုတ်ကပတ်သမကျမ်းစာတော်မြတ်ကတော့ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး6မှ9အထိဖြစ်ပါတယ်။ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး6ထိုအရမှကြွ၍တပည့်တော်တို့သည်လိုက်ကြသဖြင့်မိမိမြို့သို့ရောက်တော်မူ၏။ဥပုသ်နေ့ရောက်လျင်တရားစရပ်၌ဆုံးမဩဝါဒပေးတော်မူ၏။လူများတို့သည်ကြားနာရလျင်မိန်မောတွေ့ဝေခြင်းသို့ရောက်၍ဤသူသည်ဤအရာတို့ကိုအဘယ်မှရသနည်းသူရသောပညာကားအဘယ်ပညာနည်းဤမျှလောက်သောတကူများကိုအဘယ်သို့ပြနိုင်သနည်းသူသည်လက်သမားမဟုတ်လောမာရိဤသားမဟုတ်လောယာကုပ်ယောသေယုဒရှိမုန်တို့၏အကိုမဟုတ်လောသူနှမများသည်လည်းငါတို့နှင့်အနီးအပါးနေကြသည်မဟုတ်လောဟုပြောဆိုလျက်စေတနာစိတ်ပြည့်ကြ၏ယေရှုကလည်းပယောဖက်သည်မိမိမြို့မိမိအဆွေနေရာမိမိအိမ်မှတပါအခြားသောအရ၌အသေးရရှိသည်ဟုထိုသူတို့အားမိန့်တော်မူ၏မချမ်းမမာသောသူအချို့တို့အပေါ်မှာလက်တော်ကိုတင်၍အနာကိုငြိမ့်စေခြင်းမှတပါအဘယ်တကူတော်ကိုမျှထိုအရ၌ပြတော်မမူနိုင်ထိုသူတို့သည်မယုံကြည်ကြသည်ကိုအံ့ဩခြင်းရှိတော်မူ၏ပတ်လည်၌ရှိသောမြို့ရွာများသို့ဒေသစာရီလှဲ့လေ၍ဆုံးမဩဝါဒပေးတော်မူ၏တစ်ချိန်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်တော်မူပြီးမှညဉ့်ညူသောနတ်တို့ကိုနိုင်စေခြင်းငှာအခွင့်ပေးလျက်နှစ်ယောက်စီစေလွှတ်တော်မူ၍သင်တို့သည်တောင်ဝှေးတစ်ခုမှတပါလမ်းခရီးဖို့အဘယ်အရာကိုမျှမယူကြနှင့်လွယ်အိတ်နှင့်မုံမှဆာ၍ခါးပန်း၌ငွေကြေးကိုမယူကြနှင့်ခြေနှင်းကိုစီးကြလော့အင်ကြီးနှစ်ထပ်မဝတ်ကြနှင့်ဟုမှားထားတော်မူ၏ထိုမှတပါသင်တို့သည်မြည်သည်အိမ်သို့ဝင်လျင်ထိုအိမ်တွင်ထိုအရမမထွက်သွားမိတိုင်အောင်နေကြလော့အချင်းသူတို့သည်သင်တို့ကိုလက်မခံသင်တို့၏စကားကိုနားမထောင်ဘဲနေ၏ထိုသူတို့နေရာအရမှထွက်သွားစဉ်သူတို့တစ်ဖက်၌သက်သေဖြစ်စေခြင်းဟာသင်တို့၏ခြေဘဝမှမြေမုံကိုခါလိုက်ကြလော့ငါအမှန်ဆိုသည်ကတရားဆုံးဖြတ်သောနေ့၌ထိုမြို့သည်သောဒုံနှင့်ဂေါမောရမြို့ထက်သာ၍ခံရလက်တန်းဟုမိန့်တော်မူ၏တပည့်တော်တို့သည်ထွက်သွား၍နောင်တတရားကိုဟောကြ၏နတ်ဆိုးများကိုနှင်ထုတ်ကြ၏မကြမ်းမမာသောသူများတို့ကိုစီနှင့်လူး၍အနာကိုငြိမ့်စေကြ၏ထိုအခါသတင်းတော်ကြော်စောသည်ဖြစ်၍ဟေရုမင်းကြီးသည်ကြားလျင်ဗတ္တိဇံဆရာယောဟန်သည်သေခြင်းမှထမြောက်လေသည်ထိုကြောင့်တကိုးများကိုပြနိုင်သည်ဟုဆို၏လူအချို့ကဤသူသည်အေလိယဖြစ်သည်ဟုဆိုကြ၏အချို့ကရှေးပယောဖက်ကဲ့သို့ပယောဖက်ဖြစ်သည်ဟုဆိုကြ၏ဟေရုသည်ကြားလျင်ဤသူကငါ၏အမိန့်နှင့်လေပင်ကိုဖြတ်သောယောဟန်ဖြစ်၏ပေခြင်းမှထမြောက်လေပြီဟုဆိုလေ၏အထက်ကဟေရုသည်မိမိညီဖိလိပ္ပု၏ခင်ပွန်းဟေရောဒိကိုသိမ်းယူသည်ဖြင့်ထိုမိန်းမအကြောင်းကြောင့်ဆေလွှတ်၍ယောဟန်ကိုဖမ်းဆီးပြီးလျှင်ထောင်ထဲမှချုပ်နှောင်လေ၏အကြောင်းမူကားယောဟန်ကအရှင်မင်းကြီးသည်ညီတော်၏ခင်ပွန်းကိုမသိမ်းအားဟုဟေရုအားဆိုလေပြီထိုကြောင့်ဟေရောဒိသည်ယောဟန်ကိုရန်ညိုးဖွဲ့သဖြင့်သတ်ခြင်းငှာအလိုရှိ၏သို့တော်လည်းယောဟန်သည်ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကိုဟေရုသည်သိ၍သူ့ကိုကြောက်ရွံ့ယူစေ၏သူ့ကိုလည်းစောင့်မ၏အမှုအရာများတို့၌သူ၏စကားကိုနားထောင်၍ဝမ်းမြောက်သောစိတ်နှင့်လည်းနားထောင်တတ်သည်ဖြစ်သောကြောင့်ထိုမိန်းမသည်အခွင့်မရနိုင်ထိုနောက်မှအစဉ်သင့်သောအခါဟေရုကိုဖွာသောနေ့ရက်၌နှစ်စဉ်ပွဲကိုခံ၍မှုမှစစ်သူကြီးဂါလိလဲပြည်၌အကြီးအကဲဖြစ်သောသူတို့ကိုကျွေးတော်မူစဉ်တွင်ဟေရောဒိ၏သမီးသည်ဝင်၍ကသဖြင့်ဟေရုမှအစအပေါင်းဖော်တို့အားနူးညွတ်သောစိတ်ကိုဖြစ်စေ၏ထိုအခါမင်းကြီးကသင်သည်အလိုရှိသမျှကိုတောင်းလော့ငါပေးမည်ဟုထိုမိန်းမငယ်အားဆိုလေ၏တဖန်လည်းသင်တောင်းသမျှကိုငါနိုင်ငံတဝက်တိုင်အောင်ငါပေးမည်ဟုကြိမ်ဆိုလေ၏ထိုမိန်းမငယ်သည်ထွက်၍အဘယ်အရာကိုတောင်းရမည်နည်းဟုသူ၏အမိကိုမေးလျင်အမိကဗတ္တိဇံဆရာယောဟန်၏ဥကောင်းကိုတောင်းလောဟုပြန်ဆိုသောချက်ချင်းမိန်းမငယ်သည်မင်းကြီးထံသို့အလျင်တဆောဝင်၍ဗတ္တိဇံဆရာယောဟန်၏ဥကောင်းကိုဤလင်ပန်း၌အလင်းအမြန်ပေးတော်မူစေခြင်းငှာကျမအလိုရှိပါသည်ဟုတောင်းလျှောက်၏မင်းကြီးသည်အလွန်ဝမ်းနည်းခြင်းရှိတော်လဲကျိန်ဆိုခြင်းကို၎င်းအပေါင်းအဖော်တို့၏မျက်နှာကို၎င်းထောက်သောကြောင့်ထိုမိန်းမငယ်ကိုမငြင်းမပယ်လို၍ဥကောင်းကိုယူခဲ့ဟုအမိန့်တော်ရှိလျက်လူဆောင်တစ်ယောက်ကိုချက်ချင်းစီလွတ်လျင်လူဆောင်သည်သွား၍
ယောဟန်၏လေပင်ကိုထောင်ထဲမှဖြတ်လေ၏ဥကောင်းကိုလင်ပန်း၌ဆောင်ခဲ့၍ထိုမိန်းမငယ်အားပေးပြီးမှမိန်းမငယ်သည်လည်းသူ့အမိကိုပေးလေ၏ယောဟန်၏တပည့်တို့သည်လည်းကြားသောအခါလာ၍အလောင်းကိုဆောင်သွားပြီးလျှင်သင်္ချိုင်းတွင်၌ထားကြ၏တမန်တော်တို့သည်ယေရှုထံတော်၌စုဝေး၍မိမိတို့ပြုသမျှသွန်သင်သမျှတို့ကိုကြားလျှောက်ကြ၏ကိုတော်ကလည်းတော၌စိတ်ကြွယ်ရာအရတ်သို့လာကြခဏအားဖြင့်ငြိမ်သက်စွာနေကြဟုမိန့်တော်မူ၏အကြောင်းမူကားလူများသွားလာကြသည်ဖြစ်၍တမန်တော်တို့သည်အစာစားခြင်းငှာများမအားနိုင်ကြထိုကြောင့်လှေစီး၍တော၌စိတ်ကြွယ်ရာအရတ်သို့သွားကြ၏သွားကြသည်ကိုလူများတို့သည်မြင်၍ကိုတော်ဖြစ်သည်ကိုသိလျင်အမျိုးမျိုးအရွာရွာတို့မှထွက်၍ထိုအရတ်သို့ကုန်းချောင်းပြေးသွားသဖြင့်တမန်တော်တို့အရင်ရောက်၍အထံတော်၌စုဝေးကြ၏ယေရှုသည်ထွက်ကြွ၍လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျင်ထိုသူတို့သည်ထိမ့်သူမရှိပြစ်ထားသောသိုးကဲ့သို့ဖြစ်ကြသည်ကိုတနာခြင်းစိတ်တော်ရှိ၍များစွာသောဆုံးမဩဝါဒကိုပေးတော်မူ၏မိုးချုပ်သောအခါတပည့်တော်တို့သည်ချင့်ကပ်၍ဤအရတ်သည်တောအရတ်ဖြစ်ပါ၏မိုးလဲချုပ်ပါပြီလူများတို့သည်ပတ်ဝန်းကျင်ရွာစနပုတ်သို့သွား၍စားစရာကိုဝယ်စေခြင်းကအခွင့်ပေးတော်မူပါသူတို့၌စားစရာမရှိပါဟုလျှောက်ကြလျင်ကိုတော်ကသူတို့စားစရာဖို့သင်တို့ပေးကြလောဟုပြန်ပြောတော်မူ၏တပည့်တော်တို့ကလည်းအကျွန်ုပ်တို့သည်သွား၍ဒေနာ၏အပြား200နှင့်မုံကိုဝယ်ပြီးလျင်သူတို့အားစားစရာဖို့ပေးရပါအံ့လောဟုလျှောက်ကြ၏ကိုတော်ကလည်းသင်တို့၌မုံဘယ်နှလုံးရှိသနည်းသွား၍ကြည့်ရှုကြဟုမိန့်တော်မူသည့်အတိုင်းသူတို့သည်သိပြီးမှမုံ9လုံးနှင့်9ကောင်ရှိပါသည်ဟုလျှောက်ပြန်၏ထိုအခါလူအပေါင်းတို့ကိုမျက်စိမ်းပေါ်မှအစုစုလျောင်းကြစေဟုအမိန့်တော်ရှိ၏သူတို့သည်100တစု50တစုအစုစုလျောင်းကြလျင်ကိုရောသည်မုံ9လုံးနှင့်9ကောင်ကိုယူ၍ကောင်းကင်သို့ကြည့်မျှော်လျက်ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုံကိုဖဲ၍လူများတို့ရှေ့၌ထဲ့စေခြင်းကတပည့်တော်တို့အားပေးတော်မူ၏9ကောင်ကိုလည်းလူအပေါင်းတို့အားဝေငှတော်မူ၏လူအပေါင်းတို့သည်စား၍ဝကြပြီးမှမုံနှင့်ငါအကျိုးအပဲ့ကိုကောက်သိမ်း၍12တောင်းအပြည့်ရကြ၏မုံကိုစားသောသူယောက်ျားအရေအတွက်ကလူ9000မြလောက်ရှိသည်တီဝေသောသူတို့ကိုလွတ်တော်မူစဉ်တွင်တပည့်တော်တို့ကိုလှေစီးစေ၍ကမ်းတစ်ဖက်ဗက်ဇဲဒမြို့သို့အရင်ကူးစေတော်မူ၏စီဝေသောသူတို့ကိုလွတ်ပြီးမှဆုတောင်းပတနာပြုအံ့သောငါတောင်ပေါ်သို့ကြွတော်မူ၏ညအချိန်ရောက်သောအခါလှေသည်အိုင်အလယ်၌ရှိ၏ကိုတော်သည်ကုန်းပေါ်မှတယောက်တည်းရှိနေတော်မူ၏လေမသင့်သောကြောင့်တပည့်တော်တို့သည်တက်ခတ်၍ပင်ပန်းကြသည်ကိုမြင်တော်မူ၏ည3ချက်တီးကျော်အချိန်၌အိုင်ပေါ်မှဆက်တော်ဖြန့်လျက်သူတို့ရှိရာသို့ကြွ၍အနားမှလျှောက်သွားမည်ပြုတော်မူ၏ထိုသို့အိုင်ပေါ်မှဆက်တော်ဖြန့်၍ကြွတော်မူသည်ကိုသူတို့သည်မြင်လျင်ဖုတ်တစေဖြစ်သည်ဟုစိတ်အထင်နှင့်အော်ကြ၏ထိုသူအပေါင်းတို့သည်ကိုတော်ကိုမြင်၍ထိတ်လန့်ခြင်းသို့ရောက်ကြ၏ကိုတော်သည်ချက်ချင်းနှုတ်ဆက်၍တည်ကြည်သောစိတ်ရှိကြလော့ငါပင်ဖြစ်သည်မကြောက်လန့်ကြနှင့်ဟုမိန့်တော်မူ၏လေပေါ်၌သူတို့ရှိရာသို့တက်တော်မူလျင်လေသည်ငြိမ်လေ၏ထိုသူတို့သည်အတိုင်းထက်အလွန်မိန်မောတွေ့ဝေအံ့ဩခြင်းသို့ရောက်ကြ၏အကြောင်းမူကားသူတို့စိတ်နှလုံးမိုက်သည်ဖြစ်၍မုံ၌ပြသောတကူတော်ကိုပမာဏမပြုကြကမ်းတစ်ဖက်သို့ကူးလျင်ဂင်နေသရက်နယ်သို့ရောက်၍လှေကိုဆိုက်ကြ၏လှေမှဆင်းသောအခါလူများတို့သည်မျက်နှာတော်ကိုချက်ချင်းမှတ်မိလျင်ပတ်ဝန်းကျင်အရ၌ရှိသမျှသို့ပြေးသွား၍မြည်သည့်အရ၌ရှိတော်မူသည်ဟုကြားလျင်ထိုအရသို့လူနာများကိုအိယာနှင့်ဆောင်ခဲ့ကြ၏မြို့ရွာစနပုတ်သို့ရောက်တော်မူရာ၌မကြမ်းမမာသောသူတို့ကိုလမ်းနားမှထား၍အဝတ်တော်၏ပန်းပွားကိုမျှတို့ရပါမည်အကြောင်းအခွင့်တောင်းကြ၏တို့သမျှသောသူတို့သည်လည်းချမ်းသာရကြ၏ရှေမာကုခရစ်ဝင်ကျမ်းအခန်းကြီး9ထိုအခါပါရိရှဲတို့နှင့်ယေရုရှလင်မြို့မှရောက်လာသောကျမ်းပြုဆရာအချို့တို့သည်အထံတော်၌စုဝေး၍တပည့်တော်အချို့တို့သည်ညဉ့်ညူးသောလက်တီးဟုသောရေမဆေးသောလက်နှင့်အစာစားသည်ကိုမြင်လျင်အပြစ်တင်ကြ၏အကြောင်းမူကားရှေးလူဟောင်းတို့မှဆက်ဆံသောနိဥပဒေသကိုခံယူသောပါရိရှဲမှစ၍ယုဒလူအပေါင်းတို့သည်လက်ဆုပ်မဆေးဘဲအစာကိုစားလေမရှိဈေးမှပြန်လာသောအခါ၌လည်းဆေးကြီးမပြုဘဲစားလေမရှိထိုမှတပါခွဲ့ဖလားကြေးဝါပကံကတင်တို့ကိုဆေးချင်းမှစ၍အခြားသောထုံးတမ်းများကိုခံယူ၍
ကျင့်လေ့ရှိကြ၏ထိုအခါပါရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ကရှေးလူဟောင်းတို့မှဆက်ခံသောဤဥပဒေသားကိုကိုရောဤတပည့်တို့သည်မကျင့်ဘဲလျက်အဘယ်ကြောင့်ညစ်ညူးသောလက်နှင့်အစာစားကြပါသနည်းဟုမေးလျှောက်ကြလျင်ကိုရောကကျမ်းစာလာသည့်အတိုင်းဟေရှာယသည်လျှို့ဝှက်သောသင်တို့ကိုရည်မှတ်လျက်ဤလူမျိုးသည်နှုတ်ခမ်းနှင့်ငါကိုယူစေကြ၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ဤဥပဒေပေးလျက်ပင်ငါကိုအချီးနှီးကိုးကွယ်ကြ၏ဟုနောက်ဖြစ်လက်တန့်သောအရာကိုလျောက်ပတ်စွာဟောခဲ့ပြီးအကြောင်းမူကားသင်တို့သည်ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ခွဲ့ဖလားဆေးခြင်းတည်းဟုသောလူတို့မှဆက်ခံသောဤဥပဒေသကိုခံယူလျက်ထိုသို့သောအခြားအကျင့်အလေ့များတို့ကိုကျင့်လေ့ရှိကြ၏သင်တို့သည်အဆက်ဆက်ခံသောဤဥပဒေသကိုကျင့်ရသောအခွင့်ရှိစေခြင်းဟာဘုရားသခင်၏ပညတ်တော်ကိုလျောက်ပတ်စွာပယ်ကြသည်တကားမောရှေ၏ပညတ်ကမိဘကိုယူသည်စွာပြုလော့အကျင့်သူသည်မိဘကိုနှုတ်ဖြင့်ပြစ်မှား၏ထိုသူသည်အသေးသက်ခြင်းကိုခံစေဟုလာသည်သင်တို့မူကားအကျင့်သူသည်ကိုမိဘကိုသင်တို့အသုံးရနိုင်သမျှသောငါ၏ဥစ္စာသည်အလှဝတ္ထုတည်းဟုသောကောပံဖြစ်စေဟုဆို၏ထိုသူသည်မိဘဝတ်ကိုအလင်းမပြုရဟုမြစ်တား၍မိမိတို့အဆက်ဆက်ခံသောဤဥပဒေသအားဖြင့်ဖျားသခင်၏နှုတ်ကပတ်တော်ကိုပယ်ကြ၏ထိုသို့သောအကျင့်အလေ့များတို့ကိုသင်တို့သည်ကျင့်လေ့ရှိကြသည်ဟုမိန့်တော်မူ၏ထိုအခါလူအစုအဝေးအပေါင်းကိုအထံတော်သို့ခေါ်၍သင်တို့ရှိသမျှသည်နားထောင်နားလည်ကြလော့လူပြင်မှလာ၍လူအတွင်းသို့ဝင်လျက်လူကိုညစ်ညူးစေနိုင်သောအရာတစ်စုံတစ်ခုမျှမရှိလူအတွင်းမှထွက်သောအရာသည်လူကိုညစ်ညူးစေသောအရာဖြစ်၏ကြားစရာနားရှိသောသူမည်စီကားကြားပါစေဟုမိန့်တော်မူ၏လူအစုအဝေးရှိရာမှကြွ၍အိမ်သို့ဝင်တော်မူပြီးလျှင်တပည့်တော်တို့သည်ထိုဥပမာကိုမေးမြန်းကြ၏ကိုတော်ကလည်းသင်တို့သည်ဤမျှလောက်ပညာမဲ့လျက်နေသလောလူပြင်မှလာ၍လူအတွင်းသို့ဝင်သမျှသည်နှလုံးထဲသို့မဝင်ဝမ်းထဲသို့ဝင်၍အစာရှိသမျှကိုသန့်ရှင်းစေသဖြင့်ရေအိမ်တွင်ဆင်းသွားသောကြောင့်လူကိုမညစ်ညူးစေနိုင်သည်ကိုနားမလည်ကြသလောလူအတွင်းမှထွက်သောအရာမူကားလူကိုညစ်ညူးစေသောအရာဖြစ်၏လူအတွင်းနှလုံးထဲကမကောင်းသောကြံစီခြင်းသူ့မယားကိုပြစ်မှားခြင်းမိမ့်မလွတ်နှင့်မှားယွင်းခြင်းလူအသက်ကိုသတ်ခြင်းသူ့ဥစ္စာကိုခိုးခြင်းလောဘလွန်ကျူးခြင်းမနာလိုခြင်းလှည့်စားခြင်းညစ်ညူးခြင်းညူဆူခြင်းသူ့အသရေကိုဖျက်ခြင်းထောင်လွှားစော်ကားခြင်းလျှက်ပေါ်ခြင်းဤဆိုးညစ်သောအရာများတို့သည်အတွင်းမှထွက်လာ၍လူကိုညစ်ညူးစေကြသည်ဟုမိန့်တော်မူ၏ကိုတော်သည်ထိုအရပ်မှထ၍တူယူမြို့ဇီးဒုံမြို့၏ကျေးလက်သို့ကြွတော်မူပြီးလျှင်အိမ်သို့ဝင်၍အဘယ်သူမျှမသိစေခြင်းငှာအလိုတော်ရှိတော်လဲပုန်းရှောင်၍နေတော်မမူနိုင်အကြောင်းမူကားညစ်ညူးသောနှက်ဆွဲသောမိမငယ်၏အမိသည်တည်င်းတော်ကိုကြားသဖြင့်လာ၍ခြေတော်ရင်း၌ပြတ်ဝတ်လျက်မိမိသမီးတဲကနှက်ဆိုးကိုနှင်ထုတ်တော်မူမည်အကြောင်းတောင်းပန်လေ၏ထိုမိမကဟီလသအမျိုးရှုရိဖိနိတ်ပြည်သူဖြစ်သည်ယေရှုကလည်းရှေ့ဦးစွာသားများကိုဝစွာကျွေးပါရစေသားဤအစာကိုယူ၍ခွေးအားမပေးမချအပ်ဟုမိန့်တော်မူ၏မိမကလည်းမှန်ပါ၏သခင်ခွေးမည်စီကသားတို့ဤစနုပ်စပေါက်ကိုစပွဲအောက်၌စားမြဲထုံးစံရှိပါသည်ဟုပြန်၍လျှောက်လျင်ကိုတော်ကထိုစကားကြောင့်သင်သွားလော့နတ်ဆိုးသည်သင်ဤသမီးထဲမှထွက်သွားပြီဟုမိန့်တော်မူ၏ထိုမိမသည်မိမိအိမ်သို့ပြန်၍နတ်ဆိုးထွက်သွားသည်ကို၎င်းသမီးသည်အိယာ၌အိပ်လျက်ရှိသည်ကို၎င်းတွေ့၏တဖန်ကိုတော်သည်တူယူမြို့နှင့်ဇီးဒုံမြို့၏ကျေးလက်မှထွက်၍ဒေကာပေါလိပြည်နယ်ကိုလျှောက်သွားသဖြင့်ဂါလိလဲအိမ်သို့ရောက်တော်မူ၏ထိုအခါနားပင်း၍စကားအသောသူတစ်ယောက်ကိုအထံတော်သို့ဆောင်ခဲ့၍သူ့အပေါ်မှာလက်တော်ကိုတင်ပါမည်အကြောင်းတောင်းပန်ကြ၏ကိုတော်သည်ထိုသူကိုလူအစုအဝေးတဲကခေါ်၍စိတ်ကြွယ်ရာအရပ်သို့သွားပြီးလျှင်လက်ညှိုးတော်ကိုသူ၏နားပေါက်၌သွင်းတော်မူ၏တတွင်းနှင့်ထွေး၍သူ၏ရှာကိုလည်းတို့တော်မူ၏ထိုနောက်ကောင်းကင်သို့ကြည့်မျှော်၍ညီးတွားသံကိုပြုလျက်အေဖသာဟုမိန့်တော်မူ၏အ내ကပွင့်စေဟုဆိုလိုသည်ထိုခဏချင်းတွင်သူသည်နားပွင့်၍ရှာကြောလွတ်ခြင်းရှိသဖြင့်စကားပြည်ပြောနိုင်၏
ထိုအကြောင်းကိုအဘယ်သူအားမျှမပြောစေခြင်းဟာသူတို့ကိုပြညတ်တော်မူ၏ပြညတ်တော်မူသောလဲသူတို့သည်သာ၍အလွန်သတင်းကြားပြောကြ၏အတိုင်းထက်အလွန်မိန်မောတွေ့ဝေလျက်ရှိ၍သူသည်အလုံးစုံတို့ကိုလျှောက်ပတ်စွာပြုတော်မူပြီးနားပင်သောသူတို့ကိုကြားစေတော်မူပြီးအသောသူတို့ကိုစကားပြောစေတော်မူပြီးဟုဆိုကြ၏ဒီကနေ့ဖတ်သွားတဲ့ကျမ်းပိုက်များကတော့ရှေမာကုခရစ်ဝင်ကျမ်းအခန်းကြီး6မှ9အထိဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုကြားနာသူအပေါင်းဖျားရှင်ကောင်းကြီးပေးပါစေ။